ဒီနေ့မိတ်ဆွေတို့ကိုလူတွေရဲ့စိတ်အာရုံကိုဖန်ဆားနိုင်တဲ့လက်တွေ့ကျတဲ့နည်းဗျူဟာ6ခုကိုပြောပြပေးခြင်းပါတယ်။လူတွေရဲ့အုံနောက်ဟာရှုပ်ထွေးတဲ့ဆုံးဖြတ်ချက်တွေကိုမြန်မြန်ဆန်ဆန်ချနိုင်ဖို့အတွက်ဖြတ်လန်းတွေကိုအမြဲရှာဖွေတတ်ကြပါတယ်။အဲ့ဒီဖြတ်လန်းတွေကိုသိရှိထားရင်မိတ်ဆွေဟာတစ်ဖက်လူအပေါ်ပေကြပေါက်လွှမ်းမိုးနိုင်စွမ်းရှိလာမှာပါ။နံပါတ်1ချက်က reciprocity လို့ခေါ်တဲ့အပြန်အလှန်တုံ့ပြန်မှုနည်းရမှာဖြစ်ပါတယ်။အရင်ပေးမှအရင်ရတယ်ဆိုတဲ့သဘောပါလူတွေဟာအခမဲ့ရရှိလိုက်တဲ့အရာတစ်ခုတည်းပြန်လည်ပေးဆက်ဖို့အလိုအလျောက်တာဝန်ရှိတယ်လို့ခန်းစားရပါတယ်ဒါကိုဥပမာအနေနဲ့ပြောရရင်စားတောက်ဆိုင်တစ်ဆိုင်မှာစပွဲတို့ကဘီလာပေးတဲ့အခါချောကလက်ဒါမှမဟုတ်တကြားလုံးလေးတစ်လုံးကိုထည့်ပေးလိုက်ခြင်းဟာမပေးတဲ့အခါတည်းတရားရှိမှုကို300ခိုင်နှုန်းပိုတိုးစေပါတယ်တကယ်လို့စပွဲတို့ဟာဒါကခမားတို့အတွက်တည်တတ်ပါလို့ပြောပြီးနှလုံးပေးမယ်ဆိုရင်တော့တရားရှိမှုဟာ14ရာခိုင်နှုန်းကနေ23ရာခိုင်နှုန်းဒီခုန်တက်သွားနိုင်တယ်လို့သူတေသနာတွေအရသိရပါတယ်ဒီတော့မိတ်ဆွေတို့အနေနဲ့အကူအညီမတောင်းခင်သူတစ်ပါးအတွက်တန်ဖိုးရှိမဲ့အရာတစ်ခုကိုအရင်ပေးလိုက်ပါဥပမာအနေနဲ့ပြောရရင်တရင်အချက်လက်ဆောင်အကူအညီအရင်ပေးလိုက်ပါနံပါတ်2အချက်က commitment and consistency လို့ခေါ်တဲ့ကတိကဝတ်နဲ့ရှင်းနောက်ညီညွတ်မှုဖြစ်ပါတယ်လူတွေဟာမိမိကိုမိမိစကားမတည်တဲ့သူအဖြစ်အထင်မခံခြင်းကြပါဘူးတစ်ချိန် yes လို့ပြောပြီးရင်နောက်တစ်ချိန်မှလည်းဆက်ပြီး yes ပြောဖို့အခွင့်အလမ်းပိုများပါတယ်ဒါကိုနားလည်လွယ်အောင်ဥပမာအနေနဲ့ပြောရရင်အိမ်ရှိချန်စီယိုမှာကားကိုဖြည်းဖြည်းမောင်းပါဆိုတဲ့ဆိုင်းဘုတ်ကြီးစိုက်ထုကိုတောင်းဆိုတဲ့အခါလူအများစုကညင်းကြပါလိမ့်မယ်ဒါပေမဲ့အရင်ဆုံးအန်ဒီကင်းစွာမောင်းနှင်ပါဆိုတဲ့စတစ်ကာသေးသေးလေးကတ်ခွင့်တောင်းပြီးအဲ့ဒါကိုလက်ခံတဲ့သူတွေကိုနောက်တစ်ပတ်မှာဆိုင်းဘုတ်ကြီးစိုက်ဖို့တောင်းဆိုတဲ့အခါလေးစားပူပြီးသဘောတူကြတာကိုတွေ့ရပါလိမ့်မယ်ဒီတော့မိတ်ဆွေတို့အနေနဲ့ကြီးမားတဲ့တောင်းဆိုမှုမလုပ်ခင်သေးငယ်တဲ့သဘောတူညီမှုလေးတစ်ခုကိုအရင်ရယူပါနံပါတ်3ချက်က liking လို့ခေါ်တဲ့ခင်မင်နှစ်သက်မှုဖြစ်ပါတယ်ကျွန်တော်တို့ဟာကိုယ်နဲ့တူတဲ့သူဒါမှမဟုတ်ကိုယ့်ကိုချီးမွမ်းတဲ့သူကိုပို့ပြီးယုံကြည်တတ်ပါတယ်ပို့ပြီးရှင်းလင်းသွားအောင်လက်တွေ့စမ်းသပ်မှုလေးတစ်ခုအကြောင်းကိုပြောပြပေးခြင်းပါတယ်စီးပွားရေးအကြောင်းအကြောင်းမှာစမ်းသပ်မှုတစ်ခုလုပ်ခဲ့ပါတယ်အဖွဲကကြီးကိုအချိန်ဆိုတာငွေပဲတန်ကြီးဈေးကြီးကြလို့ညွှန်ကြားပြီးအဖွဲခခွေးကိုတော့ဈေးမကြီးခင်ဝါဒနာနဲ့တူညီတဲ့အချက်တွေကိုတဦးနဲ့တဦးရင်းနှီးနှီးစကားပြောကြဆိုပြီးမှာကြလိုက်ပါတယ်ဒီရလဒ်ကတော့အဖွဲကကြီးက55ရာခိုင်နှုန်းအောင်မြင်ပြီးအဖွဲခခွေးကတော့90ရာခိုင်နှုန်းထိသဘောတူညီမှုရခဲ့ပါတယ်ဒီတော့မိတ်ဆွေတို့အနေနဲ့အလုပ်အကြောင်းမပြောခင်တစ်ဖက်လူရဲ့စိတ်ဝင်စားမှုကိုရှာဖွေပြီးစိတ်ရင်းနဲ့ချီကျူးစကားပြောပြီးရင်းနှီးမှုကိုအရင်တိဆောက်ဖို့လိုအပ်ပါတယ်နံပါတ်4အချက်က authority လို့ခေါ်တဲ့ဩဇာအာဏာနဲ့ကျွမ်းကျင်မှုဖြစ်ပါတယ်လူတွေဟာယူနီဖောင်းဝတ်ထားသူဘွဲ့သူဂုံသူရှိသူဒါမှမဟုတ်ကျွမ်းကျင်သူလို့ယူဆရသူနောက်ကိုအလွယ်တကူလိုက်ပါတတ်ကြပါတယ်ဒါကိုနားလည်လွယ်အောင်ဥပမာအနေနဲ့ပြောရရင်အိမ်ချမ်းမြေအကျိုးဆောင်ကုမ္ပဏီတစ်ခုမှာဖုန်းလက်ခံဖြေကြသူကခမားကိုကျွန်တော်တို့ရဲ့အငှားဌာနကမန်နေဂျာနဲ့လွှဲပေးပါမယ်သူဟာဒီနယ်ပယ်မှာအတွေ့အကြုံ15နှစ်ရှိပါတယ်လို့မိတ်ဆက်ပြီးစကားပြောစေတဲ့အခါအယောင်းဝယ်ဖြစ်မှုဟာ20ရာခိုင်နှုန်းပိုတိုးလာတာကိုတွေ့ရပါတယ်ဒီတော့မိတ်ဆွေတို့အနေနဲ့တင်းရဲ့အရေးချင်းကိုကိုယ်တိုင်ကြွားတာထက်တခြားသူတယောက်သို့မဟုတ်အထောက်အထားတစ်ခုကနေတဆင့်တင်းရဲ့ကျွမ်းကျင်မှုကိုအသိပေးပါနံပါတ်5ချက်က scarcity လို့ခေါ်တဲ့ရှားပါမှုနည်းရမှာဖြစ်ပါတယ်မရတော့ဘူးဆိုတဲ့ခံစားချက်ကလူတွေကိုယူသွတ်စေပါတယ်လူတွေရဲ့စိတ်ဟာအရာတစ်ခုကိုရဖို့ခက်လေလေပိုပြီးတန်ဖိုးထားလေပါဒါကိုဥပမာအနေနဲ့ပြောရရင် British Airways က London New York လေယာဉ်ခီးစဉ်တစ်ခုကိုအရှုံးပေါ်လို့ဖျက်သိမ်းတော့မယ်လို့ကြေညာလိုက်တဲ့နေ့မှာပဲအဲ့ဒီခီးစဉ်ရဲ့လက်မှတ်ရောင်းအားဟာမယုံနိုင်တော့အောင်ထိုးတက်သွားခဲ့ပါတယ်ခီးစဉ်ကပြောင်းလဲသွားတာမဟုတ်ပါဘူးမရှိတော့ဘူးဆိုတဲ့အချက်ကပဲလူတွေကိုပို့လို့ခြင်းအောင်လုပ်လိုက်တာပါဒီတော့မိတ်ဆွေတို့အနေနဲ့တင်းရဲ့ကမ်းလှမ်းချက်မှာဘလို့ထူးခြားတဲ့အခွင့်အရေးတွေရှိနေလဲအခုလက်လွတ်လိုက်ရင်ဘာတွေဆုံးရှုံးသွားနိုင်လဲဆိုတာကိုထင်ရှားအောင်ပြသပါနံပါတ်6ချက်က unity လို့ခေါ်တဲ့အုပ်စုလိုက်တူညီမှုဖြစ်ပါတယ်ငါတို့ဟာတသားတည်းပဲဆိုတဲ့စိတ်ဓာတ်ဟာဘလို့အကျိုးအကြောင်းပြချက်တဲ့မဆိုပိုပြီးစွမ်းအားကြီးပါတယ်ဒါကိုဥပမာအနေနဲ့ပြောရရင်ကောလိပ်ကျောင်းသားတွေကိုသူတေသနာတစ်ခုမှာကူညီပေးဖို့တောင်းဆိုတဲ့အခါ
ကျွန်တော်လည်းဒီကြောင်းသားပဲလို့ပြောပြီးတောင်းဆိုတာဟာတာမန်တောင်းဆိုတာတဲ့ထောက်ခံမှုကိုပိုရစေပါတယ်လူတွေဟာမိမိနဲ့ပတ်သက်ဆက်နွယ်နေတဲ့အုပ်စုဝင်တွေဖြစ်တဲ့မိသားစုလူမျိုးဝါဒနာတူတွေအတွက်ဆိုရင်ပိုပြီးကိုချင်းစာပိုပြီးအလိုက်တင်နေတတ်ကြပါတယ်ဒီတော့မိတ်ဆွေတို့အနေနဲ့တစ်ဖက်လူနဲ့တင်ကြားမှာရှိတဲ့တူညီတဲ့အမှတ်အသား identity တစ်ခုခုကိုရှာဖွေပြီးကျွန်ုပ်တို့ဆိုတဲ့စကားလုံးကိုအသုံးချပါဟုတ်ကဲ့ပါအားလုံးဘူတုတတစုံတရာရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်မိတ်ဆွေတို့ကိုအထူးသတိပေးချင်တာကဒီနီလန်းတွေဟာဓာတ်စင်လိုပါပဲလူသားချင်းစာနာမှုနဲ့အပြုသဘောဆောင်တဲ့နေရာတွေမှာအသုံးပြုမယ်ဆိုရင်ခိုင်မာတဲ့လူမှုဆက်ဆံရေးတွေကိုတည်ဆောက်နိုင်မှာဖြစ်တယ်လို့အောင်မြင်တဲ့ခေါင်းဆောင်တယောက်လည်းဖြစ်လာနိုင်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းကြပါစေ